จิตใจยังไม่เสถียรอารมณ์เลยเป็นกลาวะทีนี้ในรุ่นนี้จะเป็นปาสุลาลีนี่มาเราเองมาเกี่ยวกับสมัยเราพูดต่อพวกเราที่เราเนี่ยอยู่บ้านเราเนี่ยนี่เรามาช่วยกันกันลูกผู้โดยเฉพาะเลยสิ่งที่ดูไม่เสถียรอารมณ์เลยผู้โดยเนี่ยจะคิดอย่างไรเราว่าวิดีโอเดียวเต็มใจไปยิงเฉพาะเลยอารมณ์เลยเราเนี่ยก็ดูผู้โดยเนี่ยจะคิดจะว่าดีรู้เราว่าสุดท้ายเนี่ยจะพูดอะไรบ้างเนี่ยช่วยกันกับเราเนี่ยအရာပြောပါပဲကျွန်တော်တို့ကစစ်စင်ကကုသိုလ်ပြုရင်ဖြစ်ပါတယ်ဒီနေ့အားလုံးကလက်ရတော့အိမ်မြောက်ကနောက်ဝင်မယ်ဆိုတာပြကြီးရှိသူမိတ်ဆွေများအားလုံးလည်းစီဝါလက်လာပါတွေပေါ်ကြပါပြီးတော့ကျွေးငွေတွေများဝင်ကြပါစေစီဝါဥစ္စာတွေဒီလာတိုးတက်အောင်မြင်ကြပါစေအိမ်မြောက်ကလက်တွေရှင်းငွေတွေဝင်ပြီအားလုံးမိတ်ဆွေများလည်းငွေဝင်လက်ရှင်လူရဲ့ဆန္ဒတွေပြေးသွားကြပါစေကဲဒီနေ့ဝါဆိုလာပြည့်နေလူနေတွေမှာကျွန်တော်တို့မိသားစုအားလုံးဟာကျွန်တော်တို့အိမ်မှာပေးဝင်ဆံပယ်တော်မူသောဗုဒ္ဓဘုရားတော်များအားရွှေသင်္ကန်းကပ်လူနေခြင်းဖြစ်ပါတယ်။အချီးရှိသူမိတ်ဆွေများအားလုံးလည်းကုသိုလ်တရားပွားများကြပါ။လူဝင်ဆန္ဒတွေအားလုံးပြေဝကြပါစေ။ဘေးရန်ခတ်သိမ်းခြင်းကြပါစေ။ဒေါသခတ်သိမ်းခြင်းကြပါစေ။ဆင်းရဲခတ်သိမ်းခြင်းကြပါစေ။နှလုံးစိတ်ဝအေးချမ်းကြပါစေ။ကျမ်းမာကြပါစေ။ချမ်းသာကြပါစေ။ကျွန်တော်တို့လည်းထပ်တူကုသိုလ်များရရှိကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်။ဒီလိုမိတ်ဆွေတွေအားလုံးနဲ့တာတုခေါ်ကြပါကုသိုလ်တွေရကြပါစေကျွန်တော်တို့နဲ့ထပ်တူထပ်မြရကြပါစေမြတ်မေတ္တာပေးဝေပါတယ်မေတ္တာပူဇော်ပါတယ်မိတ်ဆွေတွေအားလုံးကုသိုလ်တွေရကြပါစေထပ်တူထပ်မြကျွန်တော်တို့ဟောဆိုလာပြည့်နေဆိုရင်နှစ်စဉ်နှစ်တိုင်းကျွန်တော်တို့အိမ်မှာဒီလိုမျိုးဗုဒ္ဓရုပ်ပွားတော်များရွှေသင်္ကန်းအမြဲတမ်းကပ်လူနေကြပါဒီသားစုတွေအကုန်လုံးကကပ်လူကြတာဖြစ်ပါတယ်ဒီမိတ်ဆွေများအားလုံးလည်းကျွန်တော်လည်းအခုထပ်တူခင်ဗျ